မင်္ဂလာပါရှင်ဝတော်တို့ရဲ့ရန်ကုန်အော်ရပို့ channel ကနေကြိုဆိုလိုက်ပါရနော်ဒီတစ်ခါဝတော်လေးဆက်ပေးမဲ့ရန်ကောင်းတဲ့အခြေဒရမဇလန်ကောင်းလေးကတော့ဒီတိကျတတိကြီးသမီးဖြစ်တယ်လို့အရန်လဲလှပြီးအရန်မာနာကြီးရဲ့မာနာခဲမာလေးနဲ့တတိသမီးရဲ့အနိုင်ယူမှုကိုအမြဲတမ်းခံရပြီးအမြဲတမ်းသိခံပေးပေမဲ့လူငယ်ပြီးတစ်ခါတရံမှာစစ်တူတတ်တဲ့ကားဒရိုက်ဘာလေးတို့သူတို့နှစ်ယောက်ဟာတနေ့မှာခရီးသွားရင်းညက်တဲ့အချိန်ကားမြက်သွားတဲ့အခါမှာတော့ဘာတွေဘလို့ဖြစ်ကုန်ကြလဲဆိုတာကိုအားရပါရကြည့်ရှုခန်းစားနာစီရမယ်မာနာကေတတိသမီးနဲ့ကိုရန်တော်ဆိုတဲ့အချစ်ဒရမ်မာဇလန်ကောင်းလေးကိုတင်ဆက်ပေးမှာဖြစ်လို့ဝတုံနဲ့တူတူအဆုံးအထိကိုလိုက်ပါကြည့်ရှုခန်းစားနာစီအားပေးကြပါအောင်ရှင်မြို့ပြကြီးရဲ့နေအောင်မြောင်အောင်မှာတဘောဝတရားတစ်ခုနဲ့ပြိုင်ပြီးလာမင်းစန္နာဆိုတဲ့ကောင်မလေးကခေါင်းလာမီလုံးလေးလိုဝင်းနဲ့တောက်ပါစာလှပလို့နေပါတယ်သူမဟာအရန်ချိုပြီးအရန်လာတဲ့မိကလေးတစ်ယောက်ဖြစ်ပြီးသူမလှောက်ရှားလိုက်တိုင်းသပင်အစိမ်းရောင်တွေကလေထဲမှာနူးညံ့စာပြက်နေသလိုသူမမျိုးဝန်းတွေဟာမိုးကိုစုံဝိုင်းထဲကကျိလို့လင်းလက်နေပါတယ်လင်းမော်ရောင်သားရည်အပြင်ဖြောက်တန်းရဲ့နာရဏီနဲ့ပန်းဝင်လေးလိုလှပတဲ့ပေါင်းမိုးလေးအားလုံးဟာသူမရဲ့ချမ်းသာရဲ့မိသားစုကစက္ကန့်ရရှိရဲ့စီးစိမ်ဥစ္စာတွေထဲပိုးတဲ့အရာတစ်ခုပါပဲဒါပေမဲ့သူမရဲ့ဒီလိုအလှတရားတွေချမ်းသာကြွယ်ဝမှုတွေထဲပိုပြီးတော့လူသိများတဲ့ကြော်ကြားတဲ့ချက်ကတော့ပြိုင်စာရှားတော့တဲ့မာနာကြည့်မှုပါပဲလာမင်းစင်နာဟာသူမရဲ့မာနာကြည့်မှုကြောင့်နာမည်ကြီးတယ်ယောက်ျားတွေကိုထင်သေးတယ်ဘယ်ယောက်ျားလေးကစီးကပ်ပါစေသူ့ရခုံသားကိုပြောင်းလဲစေနိုင်ခဲ့ဘူးသူမရဲ့သိစိတ်ကဘာထဲမှာယောက်ျားလေးဆိုတာသူ့ဖေရဲ့အစည်းအဝေးရိပ်ဖက်တွေလောက်ကိုပဲလူချင်းဝေအရာအစင်ပြေစွာနေထိုင်တတ်ပြီးသူမရဲ့လှတရားနဲ့ချမ်းသာကြွယ်ဝမှုကြောင့်အနောက်ကနေတကားကောင်နဲ့လိုက်တက်တဲ့ကောင်လေးတွေနဲ့တခြားယောက်ျားလေးတွေကိုတော့လာမင်းစန္နာကလုံးဝကိုအရေးမလို့တတ်တယ်လို့အထင်လဲမကြည့်တတ်ပါဘူး။ဒါပေမဲ့လည်းကညမလေးပြောင်းကြောင်တနေ့မှာတော့လာမင်းစန္နာရဲ့မရိုင်းနဲ့တိဆောက်ထားတဲ့ဘဝတွေကိုလူတစ်ယောက်ဝင်ရောက်လာပါတယ်။အဲဒီလူငယ်လေးကတော့သူမရဲ့ဖေကချမ်းသာရှိရေးအတွက်ခက်လိုက်တဲ့ဝန်ထမ်းသူလူငယ်လေးတဟိုးလားဆိုရင်တိုင်းရင်းသားလေးတစ်ယောက်ပါ။တဟိုးလားကကြားမှသက်ဆိုင်တဲ့လူငယ်တစ်ယောက်လေးဖြစ်တယ်လို့ရုပ်ရည်နဲ့အသင့်နဲ့ရှိရဲ့သူပါ။ဒါပေမဲ့မြို့ကြီးကလူကျော်တွေလို့ဖီးသက်ပြင်ဆင်ထားတဲ့လှပမျိုးမဟုတ်ပဲနေဘူးထဲမှာရာသီဥတုတန်းကိုအန်တုခံစားရတဲ့တပောင်ဝကျတဲ့ကြောက်စိတ်ခဲလိုမျိုးချောမောတင်နေတာပါသူ့ရဲ့မျိုးလုံးတွေထဲမှာရိုးသားမှုနဲ့လိမ္မာပန်းတဲ့မှုတွေကလည်းတွဲလေးရရှိသလိုခိုင်းသမျှအလုပ်တိုင်းကိုလည်းပေါ်ပါစွာနဲ့လုပ်ရရှိနေတော့လာမင်းစန္နာရဲ့ဖခင်ကသဘောကျလို့တာပါလာမင်းစန္နာကတော့တိုးလားကိုဘလို့မှသဘောမကျနိုင်ဘူးသူမရဲ့မနာတရားကိုဘသူ့တက်မှအရှုံးပေးနိုင်ဘူးလေတခါလေဆိုရင်သူမရဲ့စီကြီးတဲ့ဖက်နှက်တွေကိုတန့်ရှင်းလောက်ခိုင်းနေဖက်နှက်တွေကိုတိုးလားတန့်ရှင်းလောက်တဲ့အခါမျိုးမှာတော့မျက်လုံးထဲမှာအောက်ကျခံရသလိုအနှဲငယ်စိတ်တော်မိတယ်။ဒါပေမဲ့တိုးလားကဘာမှမတုတ်ပြန်နိုင်ပဲသူမဟာအလုပ်ရှင်ရဲ့သမီးသူဟာဝန်ထမ်းဆိုရဲ့သိစိတ်နဲ့ပဲသိခံခဲ့ရတယ်။လူနဲ့ရက်တီကကော်လိုနီခဲ့ပြီးတရက်မှာအရာကိုပြောင်းလဲစေတဲ့အဖြစ်အပျက်တစ်ခုဖြစ်လာခဲ့ပါတယ်။ညအချင်းကြီးမှလာမင်းစန္ဒာကတငယ်ချင်းနဲ့စားတော့ဆိုင်ကနေအိမ်ပြန်လာရင်အနှဲငယ်မှုတွေကြတော့သူမတို့ရဲ့အိမ်သားရောက်မှာမောင်လေးရဲ့ချန်စီယိုဘေးကနေအမှုသမား2ယောက်ထွက်လာပြီးသူမကိုဟိုဟာပြုတ်ဖို့ဆွဲခေါ်နေကြတယ်။ဒီလိုမျိုးရုတ်တရက်ခက်ခဲဖြစ်တဲ့ချိန်မှာတော့လာမင်းစန္ဒာရဲ့မာနာကြည့်မှုတွေသူမရဲ့ချမ်းသာကြွယ်ဝမှုတွေအားလုံးအခုချိန်မှာအယောင်ဝင်တော့ပါဘူး။ဒါကြောင့်ပဲသူမကတောင်းလာတဲ့ကြောင်းအဟိနေတော့ရုတ်တရက်တိုးလာကကြောက်လာပြီးအနေကိုကိမှုဆိုင်ပဲအမှုသမား2ယောက်ကြားကနေလာမင်းစန္ဒာကိုရအောင်ကဲထုတ်ပေးခဲ့လိုက်တယ်။မထင်မှတ်ပဲတယောက်တည်းပေါ်လာပြီးသူရဲကောင်းလုပ်လိုက်တဲ့တိုးလာကိုအမှုသား2ယောက်လည်းမကျင်တဲ့ချက်နဲ့နှစ်ယောက်ပေါင်းပြီးတော့လူမိုက်ဆန်ဆန်ပညာပြပေးလိုက်တာတိုးလားတစ်ယောက်လမ်းမပေါ်မှာလဲကြတော့မှကြောက်စိတ်ဝင်ပြီးတော့ထွက်ပြေးကြပါတော့တယ်။လမ်းမပေါ်မှာလဲနေတဲ့တိုးလားရဲ့အင်ကြီးမှာသွေးထိပ်ပင်နေပေမဲ့သူ့ရဲ့မျက်လုံးထဲမှာကြောက်ရွံ့မှုမရှိပဲဘယ်ကနေရတဲ့ခွန်အားတွေမှမသိပဲကျဲရင်လုံးနေတယ်။ခဏနေတော့လာမင်းစန္ဒာရဲ့အော်ဟစ်ကိုကြီးတောင်းမှုကြောင့်အနီးနားကလူတွေပြေးလာကြပြီးလဲချနေတဲ့တိုးလားကိုဖေးကူကတွဲထုတ်ပေးကြတယ်။ကြောင်ရွံ့စိတ်နဲ့ငေးမောနေတဲ့လာမင်းစန္ဒာကတိုးလားကိုကျေးဇူးတင်သာကြည့်ရင်အခြားသူတွေရဲ့အကူအညီနဲ့သူမတို့စိတ်ရင်ကိုတွားခဲ့ကြပါတော့တယ်။ဒီချိန်တော့လာမင်းစန္ဒာရေခုံတန်းကပုံမှန်မဟုတ်တော့ဘူး။ဒါဟာကြောက်လို့ရေခုံတာလား။ဒါမှမဟုတ်တခြားတစ်ခုကြောင့်လား။တိုးလားကိုစိတ်ရင်ပို့ပြီးသူ့တန်ရာကိုစောင့်ကြည့်ကုသပေးနေတဲ့ရက်တွေထဲမှာဒီမိကုန်းဟာသူ့စိတ်ထဲမှာပို့ပြီးတော့ကြီးဆိုးလာတယ်။သူမဟာသူ့ရဲ့အိမ်ချောင်းဝင်းထဲကဝန်ထမ်းလေးတစ်ယောက်ကိုဘယ်တော့မှဒီလိုစိတ်ပူပန်းစွာစောင့်ကြည့်ဘူးမှမဟုတ်ပေမဲ့အခုချိန်မှာတော့သူ့ရဲ့မာနာကြည့်မှုတွေတစားစီပြုတ်ခွဲပြီးတော့ကြာဆင်းနေသလိုပါပဲ။တေချာပြန်လေးချင်းလေဒီနေရာမှာသူမတွေ့ရတာကတိုးလားရဲ့ယူသားမှုတတိနဲ့ကုညီတက်မှုတွေကလာမင်းစန္ဒာရဲ့နှလုံးသားထဲမှာမျှတော်စဲပါမှာစိုက်ဝင်လို့နေပါပြီ။တိုးလားစင်းရုံကပြက်စင်းလာတဲ့နေမှာတော့လာမင်းစန္ဒာကဆုံးဖြတ်ချက်တစ်ခုချလိုက်ချိန်
ပြီးရတဲ့သူမရဲ့ဖခင်ကိုတောင်မတိုင်ပင်တော့ပဲသူရဲ့ကောင်းလေးတိုးလားကိုခြံလို့တယ်မလို့ခိုင်းစီတော့ပဲသူမရဲ့ကားကိုမောင်းခိုင်းပြီးမာနာခဲ့ပြည်သမီးလေးရဲ့အချစ်ကိုရန်တော်ဖြစ်တောင်းဝင်ပေးလိုက်ပါတော့တယ်ဒီလိုနဲ့သူတို့နှစ်ယောက်ရဲ့ငြိမ်းချမ်းရေးဘဝအသေးကိုစတင်ခဲ့ပြီးလာမင်းစနာသူမသွားရဲ့နေရာတိုင်းကိုတိုးလားကကောင်းမောင်းလိုက်ဖို့ရင်အရင်ကတော့မဟုတ်တော့ပဲစကားရည်လည်းရင်းနှီးစာနဲ့ပြောလာကြတယ်လာမင်းစနာကသူမရဲ့စိတ်ထဲမှာတောင်းဝင်တစ်ခုလိုခံစားပြီးအသားကျလာခဲ့တဲ့တသသမီးဘဝရဲ့ဖျားရည်အကြောင်းကိုတိုးလားကိုလေးနဲ့စာပြောပြရင်သူတို့နှစ်ဦးကြားကဆက်ဆံရေးဟာအလုတ်ရှင်နဲ့အလုတ်သမားဆိုတဲ့ဘာတစ်ခုတည်းပိုတဲ့ရင်းနှီးမှုစီကိုတဖြည်းဖြည်းနဲ့ရောက်လာခဲ့တယ်။ကားထဲမှာနှစ်ယောက်တည်းအချိန်တွေဖြုံရင်သူတို့ရဲ့လက်တွေဟာတစ်ခါတည်းရမတော်ဆထိမိတဲ့အချိန်တိုင်းသူတို့နှစ်ဦးရဲ့နှလုံးသားကိုလျှက်စစ်တက်လို့မျိုးတစ်ခုကဖြတ်တန်းသွားတယ်။တယောက်နဲ့တယောက်ထိုးပြောဖို့ဝင်နေကြရင်ပဲသူတို့ရဲ့မသိစိတ်ထဲကနေအချစ်ဆွေရဲ့မျိုးစိလေးဟာအချိန်နဲ့အမျှကိုရှင်းသန်ကြည့်ထားလို့လာပါတော့တယ်။ဒီလိုနဲ့ထိုးလားတယောက်တထေသမီးမာနာကလေးရဲ့ကားဒရိုက်ဘာဖြစ်နေလာခဲ့တာတလားလောက်ကြတော့လာမင်းစနာကိုချစ်တဲ့အကြောင်းတွေကိုအရေးဆုံးပြီးဖွင့်ပြောလိုက်ပါတယ်။လာမင်းစနာကလည်းဒီရှင်တွေကိုကြုံနေသိရှိနေသလိုသူမရဲ့နှလုံးသားမှာလည်းရိုးသားဖြစ်စင်တဲ့တိုးလာကနေရာယူထားပြီးပြီမို့တဝေချင်းမရှိပဲကောင်းကျင်လက်ခံရင်သူတို့နှစ်ဦးသားဟာတထေသမီးနဲ့ကားဒရိုက်ဘာဖြစ်ကနေအသစ်ဆက်ချစ်သူဘွားကိုအားရပါရပျော်ရွှင်ကြည်နူးစွာရောက်ရှိလို့သွားပါတော့တယ်ရှင်။ဒါပေမဲ့လည်းလာမင်းစနာဟာတိတိကျတထေသမီးဖြစ်တဲ့အပြင်မာနာကမင်းသမီးလေးဆိုတဲ့အတိတ်ရဲ့ဖြစ်တည်မှုတွေကြောင့်သူတို့နှစ်ဦးရဲ့ချစ်သူဘွားကိုလှုပ်ဝက်ထားပြီးအရာလုံးနေသားကြကအစီအမီသွားတဲ့အချိန်ကြမှာဖခင်ကြီးနဲ့သူမရဲ့ပတ်ဝန်းကျင်ကိုအသိပေးမယ်လို့နှစ်ဦးသဘောတူဆုံးဖြတ်လိုက်ကြပါတယ်။တိုးလာနဲ့လာမင်းစနာတို့ရဲ့လှုပ်ဝက်ချစ်သူဘွားဟာတခြားနေရာတွေမှာအလုပ်ရှင်နဲ့အလုပ်သမားတို့ဖြတ်တန်းရပါမယ်။နှစ်ဦးရဲ့ကောင်းအောင်မှရှိနေချိန်မှာတော့သူတို့ရဲ့ပျော်ရွှင်စရာအချိန်တွေဖြစ်ခဲ့ရပါတယ်။တချိန်ကမာနဆိုတာမိကလေးတယောက်တည်းဘဝမှာလို့ခံယူထားတဲ့တထေသမီးလေးလာမင်းစနာဟာအခုချိန်မှာတော့အညာတရလူငယ်လေးတောင်းလားကိုယူမှုချစ်မိလို့နေပါပြီ။ဒီလိုနဲ့တရက်မှာတော့လာမင်းစနာဟာမြို့ပြည်ကနာမကြီးစားတော့ဆိုင်တစ်ခုမှာညသာစာဝယ်တက်ဖို့ရှိတာကြောင့်တောင်းလားကကောင်းမောင်းပြီးတော့လိုက်ပို့ကြတယ်။ဆိုင်ကမြို့ကနေတော်တော်လေးကိုဝေးတယ်။လမ်းမကြီးဘက်ကနောက်ဆုံးတက်စီဆိုင်ကနေကိုပြီးတဲ့နောက်လမ်းဟာကျဉ်းမြောင်းပြီးတော့မှောင်နေသလိုသူတို့နှစ်ယောက်အိမ်ပြန်တဲ့ချိန်မှာတော်လေးကိုညနေနေပါပြီ။လမ်းတစ်ဝက်လောက်ရောက်တဲ့အခါမှာတော့ကားရင်ကအတန်ပြောင်းပြီးရုတ်တရက်ရက်တန်လို့သွားပါတယ်။တိုးလားကကြိုးစားပြီးကားဆက်ပြန်လို့ကြည့်ရင်မဲ့အချင်းကြီးဖြစ်ပြီးမရခဲ့ပါဘူး။ဇိမ်ငံကားလေးကညနေနေရဲ့လမ်းမပေါ်မှာငိမ်သက်စာတိတ်ဆိတ်လို့နေပါပြီ။အနီးနားမှာလည်းမီးရောင်ကမရှိသလိုလူနေအိမ်တွေလည်းမတွေ့ရတဲ့အပြင်ပတ်ဝန်းကျင်တစ်ခုလုံးကလည်းအမောင်ဖုံးလို့နေပါတယ်။လေတိုက်တန်တဲ့ဘိုးကောင်ကြီးရဲ့မိတန်ကပဲကြားရတဲ့သူတို့နှစ်ယောက်ကိုစိတ်လှုပ်ရှားစရာဖြစ်လို့နေပါပြီ။လာမင်းစနာလည်းစွန့်ရင်စာနဲ့တိုးလားနားကနေမခွာပဲနှုတ်သားဖြတ်သားဖြတ်လာကားရီလာကိုကူညီတောင်းဖို့ဆောင်နေကြရတယ်။အချိန်တော်ကြာတဲ့တောင်ကားစီးမှလာတွေ့တဲ့အစုံနှစ်ယောက်သားအနီးပတ်ဝန်းကျင်ကိုကူညီချဖို့ကားဝကဆင်းပြီးဟာဝေးလမ်းမကြီးတစ်လျှောက်အမောင်ရိပ်ကိုဖြတ်ကျော်ကလမ်းရောက်ပေါ်တဲ့နေရာထိကိုလမ်းလျှောက်လာပြကြတယ်။လာမင်းစနာကတိုးလားရဲ့လက်ကိုစွန့်ရင်စိတ်အဖြစ်နဲ့ကိုင်ကသူတို့ချစ်သူတို့ရှောင်းနေရင်ကနေမျောလင်းမထားတဲ့အရာတစ်ခုကိုမြင်လိုက်ရတယ်။လမ်းမေးကလမ်းတလီထဲမှာအလင်းရောင်နဲ့ငယ်မိတ်တုပ်နဲ့လင်းနေရကိုတွေ့တော့နှစ်ယောက်သားဝမ်းသာသွားပြီးအနည်းငယ်သွားကြည့်တော့အဲ့ဒါကတိတ်ခုတ်ကားတစ်ခုဖြစ်နေရဲ့ချီဟောင်းပုံစံကြီးရဲ့လေကားတင်တဲ့တင်သားကားပေါ်မှာမီးအိမ်လေးတစ်လုံးဆိတ်ထားပြီးတကားဘေးကစိုက်မုတ်လေးမှာရေးထားတာကဖြူဖြူလေးတိတ်ခုတ်ကန်နေလာမင်းစနာကတိတ်ခုတ်ကန်ရဲ့နာမည်ကိုဖျက်ကြည့်ပြီးဘာကြောင့်ရဲ့မသိအနှဲငယ်ပြုံးရဲသွားတာကိုတိုးလာလဲမြင်တွေ့လိုက်မိတယ်နှစ်ယောက်သားအတွင်းကိုဝင်ကြည့်တော့လူကြီးတယောက်အိပ်ပျော်နေရကိုတွေ့တာနဲ့သူ့ကိုနှုတ်ပြီးမေးကြည့်တော့လူကြီးကမျက်လုံးတောင်ဖွင့်ပဲတဲလိုကရှာတယ်ဒီချိန်မှလာတဲ့အတွက်ဈေးကတော့နှစ်ဆပေးရမယ်လို့ပြောပြီးပြန်ရီသွားပြန်တယ်တိုးလာကလာမင်းစနာကိုတနာသလိုလှည့်ကြည့်တော့သူ့မမျက်နှာကလည်းအနှဲငယ်ဆိုရင်နေတာကြောင့်သူတို့နှစ်ယောက်မှတခြားရေးစရာမရှိတော့တာမို့အိပ်ပျော်တဲ့လူဝါကြီးကိုနောက်တစ်ချိန်ပြန်တို့ကဈေးနဲ့စာပေးပြီးညအချိန်ကြီးကားပြလို့ဒုက္ခများနေတဲ့သူတို့ချစ်သူတို့ရဲ့အစင်ပြေမှုကတခန်းရှက်လို့သွားရပါတော့တယ်ဖြူဖြူလေးရဲ့ခန်းလေးဟာသိငယ်ပေမဲ့တန့်ရှင်းတက်ရနေတယ်သူတို့နှစ်ယောက်ကခန်းထဲဝင်လာတဲ့အခါရုတ်တရက်လာမင်းစနာကနှစ်ယောက်တည်းရှိနေမှုကိုသိငယ်သလိုဖြစ်နေရကြောင်းတိုးလာကအာပိစကားတွေကိုချစ်ချင်းမြတ်တာပြည့်နဲ့အားရပါရပြောလိုက်တော့မှသူမရဲ့မျက်နှာလေးမှာလည်းပြုံးရောင်တန်းလာပြီးတိုးလာကိုကျေးဇူးတင်စာကြည်နေပြီးတော့တယ်ခဏကြာအထိနှိုးသားစကားပြောပြကြပဲရှိနေပြီးတော့မှတိုးလာကချစ်သူလေးရဲ့အနာကိုတိုးသွားပြီးသူမရဲ့နာနာကိုကတ်ကတခုကိုတိုးတိုးလေးပြောလိုက်တော့လာမင်းစနာကလည်းရှက်စပွဲအမှုရာလေးနဲ့အင်းလို့ဆိုကကောင်းလေးငိမ့်ပြပြီးမှတော့တိုးလာတဲ့အပျော်ကြီးပျော်လို့နေပါတော့တယ်ဟုတ်ကဲ့ပါကိုမတို့ရေတိုးလာနဲ့လာမင်းစနာတို့ချစ်သူဆုံးတဲ့ဖြူဖြူလေးမှာတညတာခိုးလုံးရင်ရိုးသားပါတယ်ဆိုရဲကားလိုက်ပါလေးတိုးလာကမာနတွေမရှိတော့တဲ့တထေသမီးလေးလာမင်းစနာကိုဘလို့စကားမျိုးတွေကိုတိုးတိုးလေးကပ်ပြောလိုက်လို့
ချစ်သူလေးကကောင်းကြီးလက်ခံလိုက်တာလဲဆိုတာနဲ့သူတို့နှစ်ယောက်အနေနဲ့ဖြူဖြူလေးမှာဘာတွေဆက်ဖြစ်ကြအောင်လဲဆိုတာကိုတော့ဒီဗီဒီယိုကိုကြည့်နေကြတဲ့ကိုအမတို့ကပဲစိတ်တန်းကြစိတ်ကူးရင်ပြီးဖြစ်ဆက်ကမာနာကတတိသမီးနဲ့ကိုရန်တော်ဆိုတဲ့အချစ်တမ်းမဇလန်လေးကိုအဆုံးသတ်ပေးလိုက်ကြပါတော့ရှင်။ဟုတ်ကဲ့ပါရှင်။ဘာတော်လေးဆက်ပြီးတဲ့ဒီဇလန်လေးတွေကိုသဘောကျနှစ်သက်မယ်လို့မျှော်လင့်မိပါတယ်ရှင်။နောက်လေးဒီမှာလေအခုလိုမျိုးဇလန်ကောင်းလေးတွေကိုပုံမှန်တက်ဆက်ပေးမှာဖြစ်လို့ channel လေးကိုလည်း subscribe လုပ်ခဲ့ကြပါအောင်ရှင်။